ပေါင်းနဲ့ပြည်စုံနိုင်ကြပါစေလို့နှုတ်ခွန်းဆက်တာပါတယ်ရှင်နောက်26ခုနှစ်ဇွန်လ14ရက်နေ့အတွက်မွေးနေ့ဆုတောင်းစီစဉ်လေးမှာပေါင်းလာတဲ့မွေးနေ့ဆုတောင်းစာလေးရတော့အဝေးတိုင်းဒေသကြီးစိတ်ဖြူမြို့မှာခေတ္တမလေးရှားနိုင်ငံသို့ရောက်ရှိနေတဲ့ကိုထက်အကာဆိုအတွက်ပဲဖြစ်ပါတယ်ရှင်နောက်26ခုနှစ်ဇွန်လ14ရက်နေ့ယနေ့မှကြောက်တဲ့ကိုထက်အကာဆိုရဲ့အသက်29နှစ်ပြည့်မွေးနေ့လေးအတွက်ချီယာဇနီးမမွေးနေ့ဆုတောင်းတုံလာလေးတွေနဲ့ပေးပို့ပေါင်းဝင်ထားပဲဖြစ်ပါတယ်ရှင်ပေးပို့ပေါင်းလာတဲ့မွေးနေ့ဆုတောင်းစာလေးရတော့Happy birthday ပါချီရတဲ့ယောက်ျားကြီးဝင်းနေမှာစာရွနေ့ရက်တိုင်းပျော်ရွှင်ပါစေအသက်ရှင်ကျန်းမာချစ်ချမ်းသာပါစေအများကြီးချစ်တဲ့တော့ယောက်ျားဆိုပြီးပေးဖို့ပေါင်းဝင်ထားပဲဖြစ်ပါတယ်ရှင်Happy birthday Happy birthday Happy birthday I love you 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 baby Daragolo Gaya so You're my vision day I love you I love you I love you I need you I need you I need you baby You're my the wireless sound La da la samia ne so ne clean the get and no baby could you need a aim male send down never want to get โอเคပါရှင်ကျမတို့ပီလေးကနေလဲထပ်မံဖြည့်ဆိုဆူတောင်းပေးလိုက်ပါစေ Happy birthday ပါကိုထက်အကာဆိုရင်ကျော်ရှင်စရာမွေးနေ့ရမြတ်လေးကိုပိုင်ဆိုင်နိုင်ပါစေမွေးနေ့ရမှာစားလို့စိတ်ချမ်းသာခြင်းကိုယ်ကျန်းမာခြင်းနဲ့ပြည့်စုံပါစေကကြီးသုံးမရမှာလဲကင်ဝေးနိုင်ပါစေဒီဝါဆန္ဒရေးပြွားပြီးလူချစ်လူခင်လဲပေါ်ပြပါစေလို့ထပ်မံဆူတောင်းပေးလိုက်ပါရနော်ဒီနေ့မှာကြောက်တဲ့မွေးနေ့ရှင်ပေါင်းနဲ့နိုင်ငံသူနိုင်ငံသားအပေါင်းကိုယ်စိတ်နှပြကျန်းမာချမ်းသာ၍ရှင်လန်းချမ်းမြေ့ကြပါစေကြောင်းဆုမကောင်းတောင်းလိုက်ရပါတယ်ရှင်May I say that you feel like me and what that season and